Hi အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Cambridge ကိုသွားမှာဖြစ်ပါတယ်။ဒါကတော့ခရက်တသိန်းနဲ့ဘူတာကိုရောက်လာတာပါ။မနက်က9:45နဲ့6:45ကိုအလန်းမှာပြီးမိရဲ့ဖြစ်ပေါ့နော်။တကယ်ချင်းနှူးမှာပဲနှူးရတော့တယ်။အဲ့တော့မြန်နဲ့ Gills မှာbreakfast matcha latte ဝယ်ပါတယ်။ဒါကတော့ UK ရဲ့ winter မနက်9:00နာရီခွဲပေါ့နော်။နေအောင်မတွေ့ရသေးပါဘူး။တနာရီခွဲလောက်စီးပြီးတော့ဒါ Cambridge မြို့ထဲဝင်လာပါပြီစီတီစင်တာထဲကိုသွားဖို့ကြတော့မီတို့တွေ bus နဲ့ပဲသွားတာပေါ့နော်။သူက Cambridge က bus တွေကတော့ London လောက်တော့ခဏမထွက်ဘူး။တစ်ခါရက်ရင်လည်းဒါအကြာကြီးရက်တတ်တယ်။ဒါတော့ကျမတို့ရဲ့ Cambridge လို့သွားတဲ့အုပ်စုပါအခုကဘယ်ကိုချီတက်နေရလဲဆိုတော့ TikTok မှာတွေ့ရပေါ့နော်ဒီ Chelsea Bun ရောင်းတဲ့ဆိုင်ဆက်ကောင်းနေဆိုလို့အမှ breakfast စားဖို့သွားနေရပဲဖြစ်ပါတယ်ဆိုင်တော့ရောက်ပါပြီဆိုင်ပြတာတော့လေစားကြစရာလေးတလားအကုန်လုံးကဒါပေမဲ့စားကြည့်လိုက်တော့လေဒီလိုပါပဲပေါက်မဟုတ်ပါပဲတိတ်မထူးခြားပါဘူးမိကတော့ Nutella လေးစားခဲ့ပါလေဒါပေမဲ့တကယ်ချင်းစားခဲ့တခုကဘာခေါ်လဲတော့မသိပါဘူးတော်ငံတူးနေရပဲအဲ့ဒါမစားနိုင်လို့သူလည်းနောက်တစ်ခုထပ်ဝယ်လိုက်ရတယ်ပြီးတော့ကျမတို့ဒီ Cambridge University ကိုသွားကြည့်ဖို့လမ်းလျှောက်ပါတယ်မြို့ထဲမှာကြာတော့ပေါ့နော်တနေရာနဲ့တနေရာအဲ့လိုမဝေးလို့တမြို့လုံးလမ်းပဲပတ်လျှောက်ခဲ့ရပါဒါကတော့ King's College ပဲဖြစ်ပါတယ်။ကံမကောင်းစွာနဲ့ပဲအထဲတော့ဝင်ကြည့်ခဲ့လို့မရပါဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့ဒီ Christmas ကျောင်းပွဲရက်နဲ့ကိုက်နေတော့အပြင်လူတွေကိုပေးမဝင်ပါဘူး။ကျောင်းကြီးကတော့တော်တော်အမိုက်တာအကြီးပဲ။ပြီးတော့ကျမတို့တွေတခြား college တွေကိုဆက်လက်ချီတက်ပါတယ်။ချီတက်ရင်းနဲ့ပေါ့နော်ဒီ Cambridge ရဲ့ architecture တွေဟိုကြည့်ဆိုင်ကြီးဟိုဆိုင်ဝင်ဒီဆိုင်ဝင်နဲ့ဒါကတော့နာမည်ကြီး Newton ရဲ့ Apple Tree ပဲဖြစ်ပါတယ်။နောက်ထပ် college ကတော့ St John's College ပဲဖြစ်ပါတယ်။ဒါကတော့အထဲပေးဝင်နေပေါ့နော်။သူကဝင်ကြီးတော့ပေးရတယ် adult ဆိုရင်15 pounds ဒါပေမဲ့ကျောင်းသားတွေမို့လို့8 pounds ရခဲ့ရတယ်။အထဲကတော့တော်တော်မိုက်တာလို့အကျယ်ကြီးပဲပြီးရင်သူတို့ river လေးရတယ်ရှိသေးတယ်။ Wait river တော့မဟုတ်ဘူး။မြောင်းလေးပေါ့နော်။ဘာဖြစ်လိုက်ကွာ။ဒါကတော့ဘာယူထားလဲမသိပါဘူးသူကလက်ကြီးဖြန့်ပြီးတော့လုပ်နေတာဒါကတော့မင်းသားကိုဝိုင်းပြီးတော့တပ်ပုံရိုက်ပေးနေရပဲဖြစ်ပါတယ်ဟိုဝယ်လာလိုက်ခေါ်ယူလာလိုက်ကင်မရာမလဲကွယ်နွားသူတို့ပြရဲ့နွားလည်းမတွေ့ခဲ့ပါဘူးတိတိလေးဆိုတော့အဲ့တော့လေတခြားလှေပဲကြည့်ခဲ့ပါတယ်ပြီးတော့ကျမတို့တွေအစားတော့ church တခုသွားဖို့ပေါ့နော်ဒါပေမဲ့ church ကမဖွင့်သေးတော့ဖွင့်တဲ့အချိန်ကလည်းဒီ Pontino မဲ့ချိန်နဲ့တိုက်နေတော့မသွားဖြစ်လိုက်ဘူးပေါ့နော်အဲ့တော့ဟိုကြည့်ရင်လည်းဒီစာအုပ်ဆိုင်လေးဝင်ခဲ့ပါတယ်စာအုပ်တွေကတော့တကယ်အများကြီးရှိတာဒီဆိုင်မှာအခုကတော့ Punting သွားဖို့ပေါ့နော်သူ gate ကိုချီတက်နေရပဲဖြစ်ပါတယ်ဒါကတော့အခုကျမတို့တွေလှေပေါ်မှာနေရာယူပြီးလို့ပေါ့နော်သူကလှေပေါ်မှာတော့လေစောင်းလေးထားပေးတာလေစောင်းနဲ့မွေးဝိုင်ထီးနဲ့ထားပေးတာဒါပေမဲ့လေအေးရတော့အေးရပါပဲစောင်းချုံလေအခုဒီရာဒီကဆမမဟုတ်တော့လူတော့ပါပါပေါ့နော်အဲ့တော့အဲ့ရောက်မှလေစီလဲရတယ်ဒါမှမဟုတ်ကိုယ့်ကိုကြိုပုတ်သွားလဲရတယ်မိတော့ကြိုပုတ်သွားတာပါဒါပေမဲ့လို့ summer တို့ spring တို့ကြရင်တော့လူရမ်းများတဲ့အချိန်ဆိုရင်တော့သူတို့တွေကြိုပုတ်ထားမှအဆင်ပြေရပါတော့
အဲ့ချိန်ကျရင်လည်းဒီမြောင်းထဲမှာအဲ့ guide ပြောပြပါတော့လှေကလုံးဝအပြည့်ပဲတဲ့တခါတလေဖြည်းဖြည်းချင်းစီလှော်ရတယ်တဲ့ပြီးတော့ဒီ funding တမပေါ့နော်လှေပဲလှော်တာမဟုတ်ဘူးဒီ college တွေရဲ့ history အကြောင်းတွေလည်းပြောပြပါတယ် guide တစ်ပုံမျိုးပေါ့ပြီးတော့သူတို့ကတော့လော်နေကြမို့လို့ထင်ပါတယ်မိကတော့လေအဲ့လိုတရားအောက်တစ်ခုဖြတ်သွားတယ်သူခေါင်းဆောင်ပါဘူးအရန်ကြောက်တာအဲ့သူကတော့ easy ပဲကဲလေလော်လိုက်ရတော့ဘိုက်စာပါပြီပေါ့နော်အဲ့တော့ကျမတို့တွေတရုတ်ဆိုင်ကိုချီတက်ကြပါတယ်ဒီကအင်္ဂလိပ်စာတွေကိုလုံးဝမကြိုက်ပါဘူးအဲ့တော့အေရှန်စာတွေနေမှာပဲပါဇက်ကခိုက်တာပေါ့နော်အဲ့တော့ TikTok မှာပဲတွေ့ထားတယ်တရုတ်ဆိုင်ကြီးတောက်လိုက်ပါတယ်ရာသီဥတုကလည်းအေးဘိုက်ကလည်းစားတော့ဆိုင်ကတော်တော်ကိုစားကောင်းတာအဲ့တော့ဗီဒီယို4ယောက်သားစားနေလို့အတန်တောင်မထွက်ကြအောင်ပြီးတော့ကျမတို့တွေစားပြီးပြီဆိုတော့နောက်တစ်နေ့ရောက်ချီတက်ပါတယ်အဲ့တော့ museum မှာရာသီဥတုအေးအေးထဲမှာလမ်းလျှောက်ပြီးတော့ရောက်ရှိလာပါပြီ museum ကိုသူ့အပြင်ပိုင်းပုံစံကလန်ဒန်မှာရှိတဲ့National Gallery နဲ့အောင်ဆင်သေးတယ်။ထဲမှာတော့ပေါ့နော်စီကွာစာသူတမိုင်းဟာတွေပေါ့အထူးသဖြင့်အဲ့လက်နက်တွေပါတယ်ဒီမှာဆိုလို့ရှိရင်ဗမာကဓာတ်တစ်ခုတောင်မှတွေ့ခဲ့သေးတယ်။အဲ့ဒီအလဲအချောင်းကြီးပေါ့နော်အဲ့ဗမာဓာတ်တဲ့ဒီ museum မှာပေါ့နော်သူတို့ထုလာတဲ့လူရုပ်တွေဆိုရင်တကယ်အစ်စ်ကြနေရပဲတလားတော်တော်မိုက်တယ်museum နဲ့ပတ်ပြီးတော့တောက်ဖို့နေရာမရှိတော့ဘူးတောက်ဖို့နေရာလည်းမရှိတော့သလိုလမ်းကလည်းထပ်မလျှောက်ချင်တော့အဲ့ကြမှာ Google Map ကိုအမြန်ဖွင့်ပြီးတော့ကြည့်လိုက်တော့ဒီ board game ဆိုင်လေးရှိရဲဆိုပြီးတော့အဲ့မှာပဲ game သွားဆော့မယ်ဆိုပြီးတော့သွားကြပါတယ်ကြည့်ပါရဲ့အကုန်လုံးသူတို့ board game တွေပဲတော့နော် board game တွေကတခုမှမသိခဲ့လို့ကိုသိရဲ့ Uno လေးပဲဆော့ခဲ့ပါတယ်ပြီးတော့ပေါ့နော်ရထားပေါ်မှာဘိုက်စာကြမှာဆိုလို့ဆိုပြီးတော့ KFC သွားဝယ်ခဲ့ကြပါရထားပေါ်မှာစားဖို့ဒါပေမဲ့လည်းဆိုင်မှာနေစားလိုက်တာနဲ့အကုန်ကုန်အောင်ဒါကတော့ station ကိုဘတ်စီးပြီးတော့ပြန်သွားနေတာပါရထားကလည်းကြားတယ်မိနစ်20လောက်က delay ခွာသေးတယ်ဒါပေမဲ့တော့ပါသေးတယ်သူတို့အဲ့လိုမျိုးထိုင်ဆောင်မှု waiting room လေးတွေရှိလို့ဒါပေမဲ့ကျမတို့ရထား delay သွားလို့25% compensate fees ပြန်ရခဲ့ပါတယ်အမြတ်ပေါ့နော်နောက်ဆုံးတော့ရထားရောက်ရှိလာပါပြီရထားကလည်းအငြိမ်မနေပါဘူးကျမတို့တွေဂိမ်းဆုံးနေကြတာပါဒါပေမဲ့ဂိမ်းထဲမှာအာယုံရရောက်နေတော့ floor ရိုက်ဖို့တော့မေးခဲ့တယ်ခုကတော့ဒီ Charing Cross ပေါ့နော် London
ပြတ်ပြရပါပြီအားလုံးဆုံးဖြတ်ကြည့်ပြီးတော့ဒီစုတင်ပါတယ် see you in next vlog bye bye